ရာသီရောက်လာပြီဆိုလို့ရှိရင်ဒီသစ်ရွက်အလျှောက်တွေသစ်ရွက်အဆူတွေကိုမီးရှို့ကြမယ့်အစားဒီလိုမျိုးဟိုးအရင်ကျွန်တော်တစ်လကွယ်2လလောက်တော့ရှိပြီထင်တယ်အဲ့တော့2လတော့မပြည့်သေးဘူးထင်တယ်အဲ့တော့ကျွန်တော်ဒီပေါင်ထဲမှာသစ်ရွက်အဆူတွေသစ်ရွက်အလျှောက်တွေကိုဓာတ်ရိုက်ထည့်ပြီးတော့လေအပင်စိုက်ပြတဲ့ဗီဒီယိုလေးတစ်ခုတင်ခဲ့ပါတယ်ကျွန်တော် link ပြန်ချပေးပါမယ်ဗျဒါကတော့လက်ရှိ update ပုံလေးပါဒီမှာဆိုလို့ရှိရင်ပြောင်းမှုပင်တချို့ရှိတယ်ဒီမှာကျတော့ပလောပီနံဂိုင်းလေးတွေထည့်လိုက်တဲ့အတွက်ကြောင့်ပလောပီနံပင်လေးတွေပါပေါက်နေတယ်တူဂျိတ်ပင်ရှိတယ်ဂျိတ်ပင်တွေကတော့ကျွန်တော်ဒါယာယီစိုက်တာပါကျွန်တော်ရွှေ့စိုက်မှာပါဗျဟိုဘက်အထိနော်ပေါင်လေးကအခုဆိုလို့ရှိရင်စိမ့်ဆူသွားပြီဗျဒီသစ်ရွက်အဆူတွေကိုသစ်ရွက်အလျှောက်တွေကိုကျွန်တော်မြေဆွေးလုပ်ဖို့အချိန်မပေးနိုင်လို့ရှိရင်ဒီလိုမျိုးပေါင်လေးလုပ်ပြီးတော့စိုက်လို့ရပါတယ်ပြီးတော့ကျွန်တော်ဒီအပြင်ကအကာဗျအကာကကျတော့ကျွန်တော်ဝက်ကတ်8လမလောက်ဝက်ကတ်လက်ရအောင်တိတ်မကောင်းပါဘူးကျွန်တော်အဆင်ပြေသလိုလေးလုပ်ထားတာဝက်ကတ်လေးတွေနဲ့ကာလို့ရတယ်ဝက်ကတ်မကာလဲရတယ်ဗျကာတော့လည်းနည်းနည်းပိုကောင်းတာပေါ့ဒါကြတော့ဘေးမှာဒါရွှွန့်စည်းမြေဗျရွှွန့်စည်းမြေပေါ်မှာဒီသစ်ရွက်မြေဆွေးသစ်ရွက်ဆွေးကျွန်တော်ဆက်မြေထည့်ပြီးတော့စိုက်ထားတာပါဒီမှာပြောင်းမှုပင်ဟိုပြောင်းမှုပင်ဆိုတော်တော်မြင့်တယ်လူတရက်ကျော်တယ်ပြောင်းမှုတွေလည်းဖူးနေပါပြီဗျဒါသစ်ရွက်အဆူတွေသစ်ရွက်အလျှောက်တွေကိုဓာတ်ရိုက်သုံးပြီးတော့စိုက်ထားတာပါဒီမှာဆိုလို့ရှိရင်ပြောင်းမှုတွေဒီမှာမြေကြီးကိုလည်းပြမယ်ဗျမြေကြီးကမိုးရင်းဆိုလို့ရှိရင်ရွှွန့်စည်းညွေရာသီဆိုလို့ရှိရင်ဒီလိုမျိုးပတ်ကြတွေအဲ့ဒီရွှွန့်စည်းမြေပါအဲ့ပေါ်မှာစိုက်ထားတာပါမှာပြောင်းမှုပြောင်းမှုပဲမြင်တယ်ဒါကြောင့်မို့မိတ်ဆွေတို့လည်းသစ်ရွက်လျှောက်တွေသစ်ရွက်ဆူတွေကိုအချိန်ရတယ်ဆိုလို့ရှိရင်ဒီလိုမျိုးညီမရှို့ဘဲနဲ့ဒီလိုမျိုးတနေရာမှာစုပုံပြီးတော့အပင်စိုက်လို့ရပါတယ်ဒီမပါသွားတဲ့အသေးစိတ်သိချင်တာလေးတွေကိုဒီ Messenger မှာလာမေးထားလို့ရပါတယ်ဗျအားရင်ကျွန်တော်ဖြည့်ပေးပါမယ်အများစုတော့ကျွန်တော်အတန်ဖိုင်နဲ့ပဲဖြည့်ပေးပါတယ်ဗျစာရရင်အချိန်ကုန်လို့လေကျေးဇူးပါဗျ